ရန်ကုန်မြို့သိမ်ကြီးဈေးမှာရှိတဲ့တမားလေးရွှေဆိုင်မီးလောင်မှုဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်မင်္ဂလာပါပရိသတ်ကြီးရှင်ဒီကနေ့ဧပြီလ3ရက်နေ့နေ့လယ်2နာရီခွဲအချိန်ခါကရန်ကုန်မြို့သိမ်ကြီးဈေးရွှေတကုံဖျားလမ်းမမျက်နှာစာပေါ်ကတမားလေးရွှေဆိုင်မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့သိရှိရပါတယ်အဆိုပါမီးလောင်မှုကြောင့်ဆိုင်ရှိဝန်ထမ်းများနဲ့အနီးနားကပြည်သူများကဝိုင်းဝန်းမှတ်တမ်းတင်ထားခဲ့တာဖြစ်ပြီးမိဆက်တင်လောင်ကျွမ်းမှုရှိနေကတော့လက်စစ်ဝါယာရှော့ဖြစ်ရာကနေလောင်ကျွမ်းခဲ့တာဖြစ်တယ်လို့သိရှိရပါတယ်။အဆိုပါမီးလောင်ကျွမ်းမှုကြောင့်လူထိခိုက်ဒေဆုံးမှုနဲ့ပစ္စည်းဆုံးရှုံးမှုအခြေအနေကိုတော့အတိအကျမသိရသေးဘူးလို့လည်းဆိုပါတယ်။ရိုးစီးတဲ့ခဏခဏလာပြီလာပြီပြန်ကြလာပြီလာလောင်နေတိမ်ကြီးစိမ်းနာမှာ2 နာရီမိုးလေးမော်2 နာရီ28ပေါ့နော်ဟောကြည့်အောင်မီးပွားတယ်မညာဧပြီဖူးမှမီးလောင်တာပေါ့နော်တိမ်ကြီးစိမ်းထိတ်မှာပေါ့ကိုနေအောင်ဆွဲနေပြီနော်မသိရလားမသိဘူးဒီလိုလွတ်ကြလားမသိပါဘူးမီးဘွားတွေအပေါ်ကြီးကတအားများနေ fiber ဘုံပေါက်တာလို့တော့ပြောတာလေပေါ်ကနေကြည့်ရတော့အချင်းချင်းချမ်းမတွေ့ရဘူးအမမီးတက်ကရောက်ပြီအမလေးအမရောက်ပြီမီးတက်ကတစ်ခုပဲတစ်စည်းပဲရောက်သေးတယ်ဒီကလာရေးဒီဘက်ကနေရတယ်မေးဒီနားဟာဒီရောက်ရတော့ဘူး
要我了，没招了，没地的。 罗西的，看看。拉比拉，真的。你老呢？对你在哪嘛？那哪有？那莫来莫那哪有那啥些不呢？我就米包的么呢？对，不然不买米老那不呢？对你是太麻了。 过年要说你们说。你要录下来没录到？米包里包。米啊，大米啊，你开始把我包到里头标了的，包完你几下子，等去年他们对呀。啊，米的个要。မရောက်ဘူး 米 လေ 的个，这不呗，这里边要对呀。 ဒီဘက်ကနေရတယ်မေဒီနားဒီနားမှာပါလူတွေတော့နိုးလာမနိုးလာဘူးမီးအားတားပြင်းတယ်ဖိုက်စပါဘုံပေါက်တာဆိုတော့မီးအားတားပြင်းတယ် ရေလဲကြည့်အောင်ဒီပိုက်ကတိတိတိဒီဇာနီလောက်ပါ ခြေကုံဖျားလမ်းမပေါ့နော် ပတ်နေပြီဟဲ့ဒီဟောင်းလဲဟဲ့ဒီပတ်မှာနေ က
ကလေးလေးကောင်းကလေးပုံလေး